ရဲ့မိသားစုတွေအားလုံးကိုလုံးဝအထင်မခံတဲ့နေရာတူကခရမမုံနဲ့လူတိုင်းကိုကာကွယ်ပေးထားလိုက်တဲ့ကြောင့်ဘိုးတို့ကလေသူ့အဖေရဲ့စွမ်းအားကိုပထမဆုံးမြင်မှုသွားပါတယ်ချာကရာတဘာဝအားလုံးနဲ့တစ်ခုပြီးတစ်ခုတိုက်ခိုက်မိမယ်နေရာတူရဲ့စွမ်းအားဖြင့်ဆာစကေရဲ့ဆူဆာနိုအမ်မာနဲ့ပါတောက်ခံလာခဲ့ပြီးတပတ်ကကာလာတို့ကလေသူ့ကိုယ်သူအထင်ကြီးနေတဲ့ဥရာရှိကြီးကိုတိုက်ခိုက်နေရင်ချက်ချင်းတူးလိုက်တဲ့အဝီစီရည်တွေနဲ့ချုပ်ထားနိုင်လိုက်ပါတယ်ကံကောင်းထားမှဆိုပဲရင်းနေကရဲ့ပေါ်တယ်နဲ့ထွက်ပြေးသွားနိုင်ခဲ့ပြီးချွန်နေရိတ်ဆန်ကွင်းမြင့်နေပါလေမိုမိုရှိကီရဲ့တိုက်ခိုက်မှုအားလုံးကိုနေရာတူတို့ကပြန်မတိုက်ပဲတောက်ခံနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ချာကရာဆေးလုံးတွေကိုစားပြီးပြန်ထုတ်လိုက်တဲ့ကြီးမားတဲ့ TV ပုံကြောင့်တေရွာလုံးကြာကြတော့မှဖြစ်ပေမဲ့နေတူကတော့ကလေးတွေကိုစာစကဲနဲ့အပ်ထည့်လိုက်ပြီးသူနဲ့ခူရာမာကပောက်ကွဲမှုကိုလုံးဝအပြင်းမရောက်သွားစေဘူးမတုံးတာကြာပြီဖြစ်တဲ့ TV ပုံနဲ့အကုန်လုံးကိုအုံမိုးပေးလိုက်ပါတယ်ဘိုးတို့ကတော့သူ့အဖေဘာလို့ပြန်မတိုက်လဲဆိုတာကိုနားမလည်နိုင်ဖြစ်နေရကြောင်းစာစကဲရဲ့နေတူသာစိတ်ပါရင်ဒီဘုံတော့ကိုအသာလေးတက်ခိုက်ရင်ဖျက်ဆီးပြလို့ရပြီပဲအဲ့လိုသာလုပ်လိုက်ရင်ဒီဘက်ဝင်းချင်းကိုပါထိခိုက်မှဆူရဲအတွက်ကာဝယ်ပေးနေရဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်ကျမှဘိုးတို့ကလည်းတေရွာလုံးကိုမိသားစုလိုသဘောထားရဲဆိုရင်သူ့အဖေရဲ့စကားနဲ့ကာဝယ်ပေးထားတဲ့ချာကရာကနေတစ်စစ်သူတို့ပေါ်အဖေဖြစ်တဲ့နေတူကဘလို့ခံစားချက်မျိုးရှိရဲဆိုတာကို